မြုံနေကြတယ်15ဘက်လည်းဖိဆက်လေးတွေပြန်ဝင်လာပါပြီရှင်ချန်ပီယံမှာဖိဆက်တစ်လုံးဝယ်ယူနဲ့ဒစိမ့်ရိုက်တင်တန်းကိုအခမဲ့တက်လိုက်ပါမင်းတို့ချန်ပီယံမှာဖိဆက်တွေရောင်းချပေးတယ်ဆိုပေမဲ့အဲ့ဖိဆက်ဝယ်သွားတဲ့သူတွေအတွက် extra service တွေထပ်ပါပါတယ်အဲ့ဒါဘာလဲဆိုတော့မင်းတို့စီမှာဖိဆက်ဝယ်လိုက်ရုံနဲ့မင်းတို့ကမင်းတို့ဒီ9နှစ်တိုင်ပေါ့နော်တနေ့ကို T-shirt ကိုအထည်ထောင်ကျော်နေ့စဉ်ရိုက်ခဲ့တဲ့ experience အတွေ့အကြုံတွေရှိတယ်အဲ့တော့ဆောင်းရန်ရှောင်းရန်အချက်အလက်တွေကိုမင်းတို့ကမင်းတို့စီမှာဆက်လာဝယ်ရုံနဲ့ဘလို့လေးတော့ရိုက်ကြတယ်အင်ဂျီကိုဘလို့အနေထားလေးကန်ရတယ်အဲ့ဒါဆိုလို့ရှိရင်အင်ဂျီကိုပြန့်နေအောင်ခောက်တော့ခောက်ပြန်နေမဖြန့်ရတော့ဘဲနဲ့တစ်ချက်တည်းကန်တာနဲ့အင်ဂျီဖိဆက်ပေါ်မှာပြန့်သွားတဲ့နီးစနစ်တွေပြီးလို့ရှိရင်အထက်အနာတယ်တွေပေါ့နော်အနာတယ်တွေအဲရာထဲတွေ reject ထဲတွေအများကြီးမထွက်အောင်ဘလို့နီးစနစ်တွေနဲ့ရိုက်ရတယ်ဆိုတဲ့ဟာတွေကိုမင်းတို့ကဖိဆက်ဝယ်ယူရုံနဲ့တင်ကြားပေးမဲ့အပြင် sublimation paper ဆိုရင်လည်းအစိုးအထင်းသက်သာအောင်ဘလို့ရိုက်ရမယ်စတေကာဆိုလို့ရှိရင်လည်းအပူခွာအေးခွာဆိုတာတွေစန်တဝါဝါတွေမဖြစ်ရအောင်မင်းတို့ကဒီနီးလန်းနေအားလုံးနဲ့အင်ဂျီရိုက်တဲ့အခါမှာလွယ်ကူကူလှင်မြန်စွာရိုက်နိုင်ဖို့အတွက် service ကိုအကောင်းဆုံးပေးထားပါတယ်ရှင်တို့နည်းနည်းပဲရောက်တာမို့လို့မရလိုက်မရှိအောင်အခုပဲ Viber ဖုန်းနံပါတ်မှာ order လေးလာတင်ထားလိုက်ပါရှင်